ဘာမှမျောလင်းချက်မရှိဘဲနဲ့မျောလင်းချက်နဲ့လှုပ်တဲ့အလိုမျိုးကိုကျေးဇူးလို့မခေါ်ဘူးအဲ့ဒါလည်းမှတ်ထားအောင်နော်ဗမာစကားပုံရှိတယ်လေထောင်မြင်လို့ဘာဖြစ်တယ်လဲရာစော့နာအဲ့လိုအလိုမျိုးကတော့ဘာဖြစ်လဲယေရှုလို့မခေါ်ဘူးနော်ရွေးကောက်ပွဲနီးလို့သူတို့တွေမဲလို့ရှင်လို့ဟုတ်လားနော်ဟိုဟာတွေလှုပ်ပေးဒီဟာတွေလှုပ်ပေးမိတွေမှန်ပြနာယေရှုလို့သွားထင်းမနေကြနဲ့အိုးဟုတ်တယ်မလားနော်သူတို့တွေလိုချင်တာရှိလို့နော်လှုပ်ပေးတာအတိတ်ပဲနော်ဒါယေရှုမဟုတ်ဘူးအခုဒီနေရာမှာတော့ယေရှုဆိုတာအဲ့ဒါလိုကိုသူကအပြစ်ကင်းစင်ရမယ်ကိုယ်တိုင်ကသူ့ဘောကိုသွားပြီးတော့ပထမဆုံးပြုလုပ်တာကိုကတင်ယူလို့ခေါ်တဲ့ဗျာလောကမှာဒုံလဘပုဂ္ဂိုလ်တဲ့သူများအပေါ်မှာဘာမှဆွေးမတော်မျိုးမစောတားမဆက်ဖဲနဲ့အဲ့ဒီကောင်းမှုကုသိုလ်အကျိုးလိုလားတာပေါ့လေအထိပ္ပယ်ဟုတ်တယ်မလားပြီးတော့သူ့ရဲ့ကောင်းကျိုးကိုလိုလားပြီးတော့သွားပြီးတော့ကာယကံနဲ့ဆောင်ရွက်ပေးတယ်ဝစီကံနဲ့ပြောဆိုပေးတယ်အဲ့ဒါကတင်ယူပဲတဲ့အဲ့ဒီပုဂ္ဂိုလ်ကလည်းလောကမှာရှားတာပဲနော်ဘာလို့လုပ်ရမှာလဲသူတို့လည်းရှိတာပဲเนาะသူတို့လည်းလုံနိုင်တာပဲသူတို့လည်းခိုင်းရမယ့်လူတွေပေါ်လို့ဟုတ်တယ်မလားလောကကြီးမှာအဲ့လိုပုံကိုယ်တွေကများတယ်တဲ့နော်တဘာဝတရားပဲတဲ့အကောင်းနဲ့အဆိုးအကောင်းကရှားတယ်ဟုတ်တယ်မလားအဆိုးတွေကသိပ်ပေါ်တယ်အတက်နဲ့အကျတဲ့အကျကလွယ်တယ်လေဘယ်သူမှဆွဲချစရာမလိုဘူးမိဘမြန်ကြီးတွေမှိုင်းထည့်ပြီးတော့လွတ်လိုက်တာနော်သူကသူတက်သွားဖို့ကြတော့မှိုင်းထည့်ရတယ်ဟုတ်တယ်မလားအိုးမှိုင်းကုံသွားရင်သူပြန်ကြလာမှဘယ်သူမှတက်ဆွဲချနေကြမလို့ဘူးဟုတ်တယ်မလားနော်အဲ့ဒီသဘာဝပဲလွတ်တုံးကသာသူကဘယ်သူမှအားမဆိုင်ဘဲနဲ့သူဒိုင်းကြီးထားကြည့်ဘယ်သူပဲတက်သွားမလဲဟုတ်တယ်မလားဝိုင်းဝန်းပြီးတော့အရက်ကူပါလူပိုင်းမှနဲ့မှိုင်းနေထည့်လိုက်ရတာတက်သွားတာကြတဲ့ချိန်ကျသူမှိုင်းကုန်ရင်ကြသွားမှာပဲအဲ့ဒီသဘာဝပဲနော်ကမှာနော်ပေါ်တာနဲ့ရှားတာနော်ရှားတာကအထူးလို့ရှားမလို့ပေါ်တာကြတော့လှုပ်ပေးရတယ်ဟုတ်တယ်မလားနော်အကောင်းနဲ့အဆိုးတွေအထူးလို့ရှားမလို့ဘူးအကောင်းကသာလှုပ်ယူရတာအတက်နဲ့အကျအစုံနဲ့အဆန်အဲ့ဒါသဘာဝတရားတွေပဲယုံကံရတာပေါ့လောကမှာမယုံကံမနဲ့ဘယ်ဟာမှမအောင်မြင်ဘူးစာမွေးအောင်မြင်တယ်စာကြက်မှအောင်မှာဒီတိုင်းနေလို့ကတော့ဘာဖြစ်လဲမအောင်ဘူးကြောင်းသွားပြီးမသိတာတွေကိုဆရာမတွေစီမေးရမယ်အိမ်မှာလည်းဒီတိုင်းအိတ်နေလို့အောင်မှာမဟုတ်ဘူးကြိုးစားရတယ်လေအထိပ္ပယ်ဟုတ်တယ်မလားအဲ့ဒါအစုံနဲ့အဆန်သဘာဝတရားပဲမျက်နှာလိုက်တယ်သဘာဝတရားလည်းအံ့ဩစရာကောင်းတာအဆိုးပဲကြတော့အထူးလုံနေကြမှာ तू ကအဲ့ဒီဘက်ကကိုဆွဲချတယ်နော်ဒီအကောင်းဘက်ကိုတော့ तू ကတွန်းတင်ပေးဖို့ तू ကအားမဆိုင်ဘူးကိုဘဝမှာစဉ်းစားကြည့်အသက်40ပဲ50ပဲ60ပဲရှိနေကိုဘဝကိုပြန်စဉ်းစားကြည့်မျက်စိမိတ်ပြီးတော့ငါဘဝမှာအကောင်းတွေနဲ့အဆိုးတွေနဲ့ချမ်းသာတွေနဲ့ဆင်းရဲတွေနဲ့ဒုက္ခတွေနဲ့ဒုက္ခတွေနဲ့ဘယ်ဟာတွေများပါလိမ့်မလဲကိုယ့်အကိုပြန်စဉ်းစားကြည့်သူများတွေကဝင်စဉ်းစားလို့တော့မရဘူးဟုတ်တယ်မလားချိန်ဝင်လေးနဲ့ချိန်ကြည့်ဒီဘက်ကဒုက္ခဘက်အဆိုးဘက်အပူဘက်ပေါ့နော်ဆင်းရဲတဲ့ဘက်ကအများကြီးကိုသူကချိန်ဝင်ကြီးကစောင့်နေမှာပဲဟုတ်တယ်မလားဘယ်တော့မှချမ်းသာဒုက္ခတွေကများလိုက်တာလူဘဝကြီးချမ်းသာတယ်လို့မြည်တဲ့ပုံကိုယ်တွေမရှိပါဘူးဟုတ်တယ်မလားနော်လူ3ယောက်တွေ့လိုက်ရင်2ယောက်လောက်ကဒုက္ခဒါပဲဒုက္ခလို့ညီးတဲ့ပုံကိုယ်ကြားဘူးလားလောကကြီးမှာမရှိဘူးအဲ့ဒီပုဂ္ဂိုလ်များရှိရင်ပြသမ်းပါဆိုတဲ့အဓိပ္ပာယ်ပဲဟုတ်တယ်မလားနော်